Ekamitanti abaya bume Ito myaswa bhyaho bali dola shidine nyi Shikho chin idiya Yode le myan pyu chin idiya Bhuzo chin idiya Myano chin idiya Phito muja gondo Bhya myan song yarana Daya myan Tanga myan song yarana Di hudo yarana myan thongpa dune dagwa Seya Dhamma Dua Yute Myano Laso Moye Shikho Buzo Phumyo Mansho Kado Laijaya Gondo Buzo Wanda Banama Takesa Garawa Kudogan Sidana Mimido Di Choza Ato Keja Gondo Tada Pinya Wiriya Sadi Doja Bawa Satai Ape Beso Jiro Ma Lom Yao Ja Gondi Piye Atenduro Rondo Di Alo Shia Tauta Ado Gangjo Tukha Sumya Mingala Apya Pya Do Nidagwa Pizong Jagong Leya Mauya Manaya Madeya Amandage Pito Naiban Shibinando Alin Amyanzo Nyamo Pule Nainjadi Pise Sune Pia Valui Shimpia Hambande Tidrane Nataha Pensa Dilan Dhamaya Sami Nogan Gadawa Dilande Tha Mebande Tutiyampi Tatiyampi Hambande Tidrane Nataha Pensa Dilan Dhamaya Sami Nogan Gadawa Dilande Tha Mebande Yamhan Wadami Namo Tata Bhagavato Arahato Dhamma Sambuddhassa 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 Buddhaṃ Tarannaṃ Gissāmi Dhammaṃ Tarannaṃ Gissāmi Tangaṃ Tarannaṃ Gissāmi Buddhaṃ Tarannaṃ Gissāmi Dhammaṃ Tarannaṃ Gissāmi Tangaṃ Tarannaṃ Gissāmi Dutiyampi Buddhaṃ Tarannaṃ Gissāmi Dutiyampi Dhammaṃ Tarannaṃ Gissāmi Dutiyampi Tangaṃ Tarannaṃ Gissāmi Dutiyampi Buddhaṃ Tarannaṃ Gissāmi Dutiyampi Dhammaṃ Tarannaṃ Gissāmi Dutiyampi Tangaṃ Tarannaṃ Gissāmi Tatiyampi Buddhaṃ Tarannaṃ Gissāmi Tatiyampi Dhammaṃ Tarannaṃ Gissāmi Tatiyampi Tangaṃ Tarannaṃ Gissāmi Tatiyampi Buddhaṃ Tarannaṃ Gissāmi Tatiyampi Dhammaṃ Tarannaṃ Gissāmi Tatiyampi Tangaṃ Tarannaṃ Gissāmi Titarana Gamanaṃ Paribhunaṃ Mama Bandi Panati Bhata Viramani Teikha Bhadaṃ Tamadiyami Panati Bhata Viramani Teikha Bhadaṃ Tamadiyami Adhena Dana Viramani Teikha Bhadaṃ Tamadiyami Adhena Dana Viramani Teikha Bhadaṃ Tamadiyami Kame Tumaisa Sara Viramani Teikha Bhadaṃ Tamadiyami Kame Tumaisa Sara Viramani Teikha Bhadaṃ Tamadiyami Mutawada Viramani Teikha Bhadaṃ Tamadiyami Mutawada Viramani Teikha Bhadaṃ Tamadiyami Tura Miraya Misabama Dathana Viramani Teikha Bhadaṃ Tamadiyami Tura Miraya Misabama Dathana Viramani Teikha Bhadaṃ Tamadiyami
ခတ်သိမ့်ကုန်သော ခတ်သိမ်းကုန်သော တတဝါပေါင်းတို့သည် တတဝါပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ ဘေးရန်ကင်းကြပါစေ စိတ်ဆင်းရဲခြင်းကင်းကြပါစေ စိတ်ဆင်းရဲခြင်းကင်းကြပါစေ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ ချမ်းချမ်းမာမာ ချမ်းချမ်းမာမာ ချမ်းချမ်းသာသာဖြင့် ချမ်းချမ်းသာသာဖြင့် မိမိတို့၏ခန္ဓာဝန်ကို မိမိတို့၏ခန္ဓာဝင်ကို ရဆောင်နိုင်ကြပါစေ ရဆောင်နိုင်ကြပါစေ ဒီတရဏေနာတရဏဂုံသုံးပါးနှင့်သဟတကွာပင်စသီလံသူတော်ကောင်းတို့သည်ကောင်းပါပြီကောင်းပါပြီဟုအမြဲတမ်းပဲချီးမွမ်းတော်မူလေရှိသောသူတော်ဘာအသက်ကိုညင်းဆဲတပ်ဖြတ်ခြင်းအမျိုးမျိုးမှရှောင်ခြင်းချင်းသူတော်ဘာပစ္စည်းကိုမတရားရယူခြင်းအမျိုးမျိုးမှရှောင်ခြင်းချင်းသူတော်ဘာသားမယားကိုပြမကျူးလွန်ခြင်းမှရှောင်ခြင်းချင်းလိန်ညာပြောဆိုခြင်းအမျိုးမျိုးမှရှောင်ခြင်းချင်းမူရစေတတ်သောကုသိုလ်တရားတို့မှမေလျော်ကြောင်းဖြစ်သောတရားရက်အမျိုးမျိုးကိုတောက်စားမှုရခြင်းမှရှောင်ခြင်းချင်းဒီဟုသောငါးပါးသီလဖြစ်သောဓမ္မံသူတော်ကောင်းတရားတော်မြတ်ကြီးကိုသာဒုက္ခံကတ္တဝါကောင်းကောင်းမွန်မွန်ရိုးရိုးတည်တည်လေးလေးမြတ်မြတ်ခံယူစောင့်တည်ကြကုန်ပြီး၍အပမဒေနာမမေ့မလျော်မပေါ်မဆသောအပမဒခေါ်ညာတတိတရားဖြင့်တမ္ပါဒေထာမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သောဒါနသီလသမထဝိပဿနာစရှိသောကုသိုလ်ကောင်းမှုပါရမီအစုစုတို့ကိုအတိအတိကိုစီကိုငါပြည့်ပြည့်စုံအောင်ကြိုးစားဖြည့်ခြင်းကနေထိုင်ကြကုန်လောအာမဗန္တိ အာမဗန္တိပါရှင် ဟုတ်ပြီဒီနေ့အားလုံးသောတရားဓမ္မပေါင်းသူတော်ကောင်းတို့အားတရားစကားအနေငယ်ဟောကြားပြီးတော့ကုသိုလ်ကောင်းမှုအစုစုရဲ့အဖို့ဘာကကိုရည်စက်သွန်ချအများပေးဝေပေးမယ်ဒီနေ့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဟာမဟာဝိဟာရလေကူကျောင်းတိုက်ကြီးမှာ13ကြိမ်မြောက်ဆင်ကျင်ပါအပ်သောဝိနည်းတာကိစ္စဝိနည်းစီဝေဝဲကြီးကိုရောက်ရှိလာကြတဲ့နိုင်ငံမြန်မာတနိုင်ငံလုံးအနေနဲ့အရရက်ကဆရာတော်တန်ဃာတော်များကိုစွမ်းစားရှိတဲ့ပစ္စည်းလေးဖြာတို့ဖြစ်ပြုစုလှုပ်ကြွေးကုသိုလ်ကောင်းမှုဆင်နွှဲကြရတယ်။ဒါကြောင့်အခုလိုကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာရှိခေတ်သူတော်ကောင်းတို့ဟာကုသိုလ်ကောင်းမှုတစ်ခုကိုဘယ်လိုမျိုးစိတ်နေစိတ်ထားဖြင့်ပြုလုပ်ခဲ့လဲဆိုတာကိုအနေငယ်လေးပြောပြပါရစေ။ကုသိုလ်ကောင်းမှုတစ်ခုလုပ်တော့မယ်ဆိုရင်ဒကာကြီးတို့ဒကာမကြီးတို့ယင်ထဲမှာတတ္ထာယဒါနံဒေတိတဲ့တတ္ထာတရားဖြစ်အလှကိုပေးလို့ရမယ်တဲ့ဘာနဲ့ပေးလို့ရမယ်လဲတတ္ထာတရားဝိတာခတို့အနာတပိန်တို့စိတ်တသူကျွဲတို့မာတိကမာတာတို့ရှိခေဘုရားလက်ထက်တုန်းကသူတော်ကောင်းကြီးတွေဘယ်လိုစိတ်မျိုးနဲ့အလှဒါနတစ်ခုပြုလုပ်ခဲ့လဲဆိုတော့တတ္ထာယဒါနံဒေတိတဲ့ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်ပေါ့ပေါ့ဆဆတတ္ထာတရားအပြည့်အဝနဲ့လုပ်တာပေါ့နော်တတ္ထာတရားဆိုတာကံကံရဲ့အကြောင်းအကျိုးကိုတတ်ဝင်ယုံကြည်ပြီးတော့ပေးလူတာကံကံရဲ့အကြောင်းအကျိုးကိုတတ်ဝင်ယုံကြည်ရမယ်တဲ့နော်တခါကြီးတို့မိုက်တို့အဲ့ဒါကံကံရဲ့အကြောင်းအကျိုးကိုတတ်ဝင်ယုံကြည်ရတို့တွေဒါနကုသိုလ်လုပ်တယ်အဲ့ဒီကံရဲ့အကြောင်းတရားဒီနေ့တည်ထောင်လိုက်တာကံရဲ့အကြောင်းတရားတွေပဲဟုတ်ပြီနော်ဒီအကြောင်းတရားတွေဟာအကျိုးတရားတစ်ခုရှိမလားမရှိဘူးလားဧကံမုတ်ချရှိမယ်အကြောင်းကြောင့်အကျိုးဖြစ်နေတဲ့လောကကြီးမှာအကြောင်းတွေရှိနေတဲ့အကျိုးတရားတွေဖြစ်ထွန်းလာမယ်ဗုဒ္ဓကအလူရှင်တရားတော်မတို့အတွက်ဒီလိုတတ္တာယဒါနံဒေတိယန္တနာသုံးတန်ကံကံရဲ့အကြောင်းတရားအကျိုးတရားတွေကိုယုံကြည်တတ်ဝင်ပြီးတော့ပေးလူလိုက်တဲ့တရားတော်မတွေမှာယထတတ္တဒါနတဝိဘာကောနိဗ္ဗတတိဖြစ်လျာဘဝမှာအဲ့ဒီဒါနရဲ့အကျိုးကျေးဇူးတွေဖြစ်ပေါ်လာတယ်ပေါ့ဒါကတော့အကျိုးရှိလို့ဟောပြရတဲ့သဘောပါပဲဒါကြီးတွေကိုလည်းဒကာကြီးတို့မကြီးတို့မတောင်းတပါနဲ့နော်ရှိတဲ့အကြောင်းလေးတော့ဥစဉ်ပြောပြစေအဒောဟောတိမဟာဒနောမဟာဘောကော
ဘဝစတန်ကြွယ်ဝချမ်းသာတယ်လို့ပြောတာပဲနော်မြတ်စွာဘုရားမိန့်တော်မူတယ်ပေါ့အင်္ဂုတ္တပါဠိတော်ကြီးမှာဘုရားကိုယ်တော်တိုင်မိန့်တယ်အဲ့လိုကြွယ်ဝချမ်းသာတယ်တတ္ထာယဒါနံတိတိအဲ့လိုတတ္တတရားဖြစ်ပေးလူခဲ့တဲ့အတွက်အကျိုးဆက်ကဘာတွေဖြစ်တယ်အဘိဓုပေါ်ပါစာတိကောဒသနိယောဘဝစတန်ရုပ်ချောတယ်အယံလှတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ရုပ်မဆိုးတော့ဒါကတော့လောကလူသားတွေပုထုဇဉ်တွေလိုချင်ကြတဲ့ရုပ်ချောခြင်းရုပ်လှခြင်းမရှိဘူးလားရှိလားဗျာရှိတာပဲတခါကြီးတို့မကြီးတို့မချောခြင်းဘူးလားဥစဉ်မညာတမ်းပြောချောခြင်းတယ်အဲ့ဒီချောလာတဲ့ဒုက္ခရောက်မလားမရောက်ဘူးလားရောက်တော့ရောက်မရောက်မှန်းလည်းသိလေချောလဲချောခြင်းပဲတခါကြီးတွေဟုတ်တယ်မလားဒုက္ခပဲအဲ့ဒါခွာကြတာနော်အဲ့ဒါခွာကြတာနော်တခါကြီးတို့ရေလောကဒါသဘာဝပဲအပြစ်မရှိပါဘူးချောခြင်းလှခြင်းလားအပြစ်ရှိလားမရှိပါဘူးချောနေတဲ့တခါမကြီးတွေချောနေတဲ့တခါကြီးတွေဟာရောအတိတ်ရဲ့အကြောင်းကြောင့်အကျိုးတရားတွေရနေလားမရနေဘူးလားရနေတာဒါလည်းတခါကြီးတို့မနာလို့ဖြစ်เสียမလို့ဟုတ်တယ်မလားသူကြည့်လိုက်လူတယောက်ရုပ်ရည်ချောမောနေတယ်တကယ်ကိုဥပဒေခန်းညာလှပတင့်တယ်နေတယ်ဆိုတာသူ့ရဲ့အကြောင်းကောင်းလို့မှတ်ဘာမှတ်လို့လဲသူတစ်ပါးရဲ့အကြောင်းတရားကောင်းတာကိုကြည့်ပြီးတော့သူများချောမောလှပတော့ကြည့်ပြီးတချို့သောလူတွေကမနာလို့တွေဖြစ်တာတွေမရှိဘူးလားနေရင်တိုင်အကုသို့ဝယ်နေတာမဟုတ်ဘူးလားဒါကြောင့်သူများချောမောလှပနေအကြောင်းတရားကိုလှမ်းကြည့်ရတော့သူကအတိတ်တုန်းကတတ္တာယတကယ်ကိုတတ္တာတရားရှိခဲ့တယ်သူတော်ကောင်းဖြစ်ခဲ့တာပဲလို့တွေးပြီးတော့ရလားမရဘူးလားရတယ်အဲ့ဒီခါဝမ်းမြောက်ရဘာလို့ရမလဲမုဒိတာဖြစ်ရမှာသူတစ်ပါးချောမောလှပတာကိုမနာလိုတဲ့အိတ်တာမစ္စရိယစိတ်တွေဟုတ်မလားအဲ့ဒါဆိုကိုဘဝကြီးမနဲ့နာသွားဘူးလားကိုဘဝပို့ပြီးအကြီးတန်းစေတယ်အဲ့လိုမျိုးသဘောပေါက်ရအောင်အဲ့ဒါသူတော်ကောင်းတွေပေးလူခဲ့တဲ့ဒါနမှာတတ္တာယဒါနံဒိဋ္ဌိအကြောင်းတရားအကျိုးတရားကဘဝစတိုင်းချမ်းသာပြီးရုပ်ချောမောလှပတယ်လို့အကျဉ်းချုပ်မှတ်ပေးပါသဘောပေါက်လားနောက်တစ်ချက်သူတော်ကောင်းတွေဘယ်လိုပေးလူတယ်အလှူကိုလုပ်တဲ့အခါမှာတခါကြီးတို့မှတက္ကိစ္ဆံဒါနံဒိဋ္ဌိယူယူတည်တည်အလှူကိုလုပ်တာယူယူတည်တည်တချို့လူတွေအလှူတော့လုပ်တယ်မယူမတည်လုပ်တာတွေမရှိဘူးလားအဲ့ဒါကြောင့်တခါကြီးတို့မှကုသိုလ်ကောင်းမှုတစ်ခုလုပ်မယ်ပတ်စံတွေအများကြီးကုန်ပြီးတော့မယူမတည်မလုပ်ရအောင်နော်တည်တည်ချာချာယူယူတည်တည်တက္ကိစ္ဆံဒါနံဒိဋ္ဌိယူယူတည်တည်လေးလေးစားစားအလှူခံပုဂ္ဂိုလ်တွေကိုပေးလူရမယ်တဲ့တချို့ကပေးတာတော့ပြစ်ပြီးပေးတာမျိုးမရှိဘူးလားတချို့တို့ခြိတောင်းနဲ့ကန်ထုတ်ပြီးပေးလိုက်တာမျိုးလည်းမရှိဘူးလားအဲ့လိုလုံးရမလားမလုံးရဘူးလားမလုံးရဘူးကိုယ့်ရဲ့တငယ်ချင်းဖြစ်စေကိုယ့်ရဲ့သမီးလေးဖြစ်စေကိုယ့်ရဲ့သားလေးဖြစ်စေဆရာသမားတွေကတပြည့်ငယ်လေးဖြစ်စေမယူမသိမပေးလူရဘူးယူယူတည်တည်ပေးလူရမယ်တဲ့ဘယ်လိုပေးလူရမယ်တဲ့ပါဠိလိုပြောရင်တက္ကိစ္ဆံဘယ်လိုလဲတခါကြီးတို့မကြီးတို့တက္ကိစ္ဆံဒါနံဒိဋ္ဌိလို့ရင်ယထာယထာတတ္တဒါနတဝိပါကောနိဗ္ဗတတိဒီအကျိုးတွေကဘဝတွေနော်အကျိုးပေးပြီးဆိုရင်အတောဟောတိမဒနောမဟာဘောကောတကယ်ထိတ်တန့်ကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်ပေါ့ဒါအပြင်တက္ကိစ္ဆံဒါနံဒိဋ္ဌိလုပ်ခဲ့ရင်ဘာတွေထူးခြားလဲအဲ့ဒီအကျိုးလေးကိုဥစဉ်ကသဘောကျတယ်ဆိုတာတခြားအတွက်မဟုတ်သာသနာပြုတဲ့အခါမှာသိကောင်းတာပဲတခါကြီးတို့တက္ကိစ္ဆံဒါနံဒိဋ္ဌိလုပ်ခဲ့ရင်လေကိုယ့်ရဲ့သားသမီးတွေကကိုယ့်စကားနားထောင်တယ်တဲ့ပြောကိုယ့်ရဲ့သားသမီးတွေကကိုညီမလေးတွေကကိုယ့်စကားကိုကိုတပြည့်လေးကကိုစကားကိုကြည့်မကောင်းလားကောင်းလားတခါကြီးတို့မကြီးတို့စိတ်ဆင်းရဲနေရတဲ့အထဲမှာသားသမီးတွေကိုရဲ့မောင်နှမတွေကိုစကားနားမထောင်တာလဲပါလားမပါဘူးလားတချို့မိသားစုတွေစီးပွားရေးအဆင်ပြေတယ်ကျမ်းမာရေးအဆင်ပြေတယ်အားလုံးအဆင်ပြေတယ်သားသမီးတွေကကိုစကားနားမထောင်တော့စိတ်ဆင်းရဲနေရတဲ့မိဘတွေမရှိဘူးလားတရခံကဘာတူလဲနှစ်ကြောက်လားငါကြောက်လားအဲ့ဒါသဘောပေါက်ဖို့မလိုဘူးလားလို့လားသူတို့ဘာတွေကိုလောကကြီးကလက်ညှိုးထိုးနေကြတယ်တကယ်ထိုးရမှာကဘဒုကိုထိုးရမှာလဲကိုထိုးစမ်းပါရဲထိုးလိုက်ပါကိုထိုးနိုင်တဲ့ပုဂ္ဂိုလ်ဟာတိုးတက်အောင်မြင်မှုတွေရနိုင်တယ်တခါကြီးတို့မကြီးသူတို့ဘာကိုလက်ညှိုးထိုးနေတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှအောင်မြင်မှုမရနိုင်ဘူးဟုတ်ပြီလားဒါကြောင့်ကိုစကားကိုနားမထောင်နေတဲ့ကိုသားသမီးတွေရှိကိုရဲ့သမီးတွေသားတွေကိုရဲ့မောင်နှမတွေမိသားစုတွေကိုရဲ့အလုပ်သမားတွေရှိတရခံကဘဒုလဲမရင်ကိုတိုင်းပဲဒါကြောင့်ပြစ္ဆုတ်ပံမှာအကောင်းဆုံးသူတို့ပေါ်မှာအကျဉ်းသာမေတ္တာပေးမယ်ကိုရဲ့အတိတ်ကံအကြောင်းမကောင်းရင်တော့ပြစ္ဆုတ်ပံအကြောင်းကောင်းအောင်ပြုပြင်ပြီးတော့အကောင်းဆုံးမေတ္တာတရားတွေအကောင်းဆုံးစေတနာတွေဖြစ်ကိုရဲ့သားသမီးတွေကိုရဲ့တပည့်တွေကိုစောင့်ရှောက်မယ်ဆိုရင်အတိတ်အကြောင်းမကောင်းရင်တော့ပြစ္ဆုတ်ပံဇွဲလုံးသားကြောင့်အောင်မြင်မှုရနိုင်လားမရနိုင်ဘူးလားအဲ့ဒါကိုလေတခါကြီးတို့မှသဘောပေါက်ကံဆိုတာအတိတ်ကံရှိတယ်ပြစ္ဆုတ်ပံကံရှိတယ်ကမ္မပစ္စယောတိ
ကြာဘူးတယ်မလားကုသလံကံမံမရှိဘူးလားရှိလားဒါကုသိုလ်အကုသိုလ်ကံဒါအတိတ်ကံကိုပြောတာစေတနာတန်ပြုတ်တကာနဲ့ဓမ္မနဲ့ဒါကတော့ပြစ္ဆုတ်ပံကံပဲဒါကြောင့်ဦးဇင်းတို့တွေကအတိတ်ကံမကောင်းခဲ့ရင်တော့ပြစ္ဆုတ်ပံမှာအကျဉ်းမေတ္တာအပြည့်ဖြစ်ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့မောင်နှမတွေကိုယ့်ရဲ့အလုပ်သမားတွေကိုယ့်ရဲ့တပည့်တွေအပေါ်မှာဆက်ဆံပြီးတော့ကြိုးစားလေးကြိုးစားလုပ်ကင်မယ်ဆိုရင်အစဉ်ပြေလာနိုင်လားမပြေလာနိုင်ဘူးလားဒါကြောင့်ဦးဇင်းတို့တွေစဉ်းစားရဒါကြောင့်ဦးဇင်းတို့တွေတွေးရပါတယ်တခါတည်းတပြေးလေးတွေကိုဖြစ်စေခြင်းနဲ့စန္ဒာတက်ကိုသူတို့မလိုက်နိုင်ဘူးကိုဆုံးမနေပေမဲ့အချိန်ချင်းပြောဆိုနေပေမဲ့တချို့တပြေးငယ်လေးတွေနားလဲနိုင်တဲ့နားမပါခဲ့ဘူးကိုပြောတဲ့စကားလုံးကိုလက်မခံနိုင်ဘူးအဲ့ဒီခါကျရင်ဘဒုကိုအပြစ်တင်တယ်ဆိုရင်ဒီတပြေးဆိုးတယ်ကွာသူ့ကိုအပြစ်မတင်လိုက်ဘူးလားငါအချိန်ချင်းပြောနေပါလေငါစကားကိုနားမထောင်ဘူးကွာကိုမှဒေါသတွေဖြစ်မယ်ဆိုရင်မရှုံးဘူးလားရှုံးလားရှုံးတယ်တခါကြီးတို့မကြီးတို့ဒေါသဘယ်တော့မှအဖြစ်မခံရဘူးတဲ့ဂျာလားဒေါသဆိုတာကောင်းကျိုးမပေးဘူးဆိုးကျိုးပဲပေးတယ်ဒါကြောင့်သူတစ်ပါးပေါ်မှာလဲဒေါသမတင်နဲ့ကိုယ့်ပေါ်ကိုလည်းမကျေနပ်မှုမဖြစ်နဲ့ဒါပေမဲ့ငါအခုလိုမေတ္တာတရားတွေရှေ့တန်းတင်ပြီးပြောဆိုဆုံးမနေပါလေအဖြစ်ငါစကားနားမထောင်တာကွယ်ဩငါအတိတ်တုန်းကကုသိုလ်တွေလုံးစဉ်တုန်းကတက္ကိစ္စံဒါနံဒေတိအင်္ဂါချွတ်ရင်ခဲ့ပြီးဆိုတာကိုသဘောပေါက်ရမလားမပေါက်ရဘူးလားအဲ့ဒီကပြစ္ဆုတ်ပံမှာဦးဇင်းတို့ကံတွေတီထောင်တဲ့အခါမှာဗျံပဒမတီထောင်ပဲနဲ့ယူတီလေးစားကံတွေတီထောင်ကြရင်မကောင်းဘူးလားဒါတခါကြီးဒီမှာသဘောပေါက်စေချင်တယ်ဒါဦးဇင်းကတွေးမိတယ်ပေါ့နော်ဒါကြောင့်ဦးဇင်းတို့တွေဟာအတိတ်ကံကိုတော့ဦးဇင်းတို့ပြင်လို့ရသေးလားမရတော့ပြစ္ဆုတ်ပံကံကိုတော့အကောင်းဆုံးတီထောင်လို့ရလားမရဘူးလားရတယ်ဒါကြောင့်တခါကြီးဒီမှာကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့ဇနီးမယားကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အလုပ်သမားတွေကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုယ်စကားကိုနားထောင်ခြင်းတယ်ကိုပြောတာကိုရှေ့ရှုနာခံစေခြင်းတယ်ဆိုရင်ဖြစ်ဦးဇင်းတို့တွေပါရမီဖြည့်တဲ့အခါမှာလေးစားယူတည်ဖြည့်ဖို့လိုလားမလိုဘူးလားလိုတယ်အဲ့ဒါလိုတယ်နော်ဒါကြောင့်မို့အတိတ်အကြောင်းတရားတွေကိုဦးဇင်းတို့နားလည်လိုက်ပြီးဆိုရင်ဖြည့်သိမ့်လို့ရလားမရဘူးလားအဲ့ဒါမျိုးဦးဇင်းကဖြည့်သိမ့်ပါတယ်ကိုယ်စကားတွေနားမထောင်တဲ့တပည့်တွေကိုယ့်အပေါ်မှာအထင်မှားတဲ့တပည့်တွေကိုစိတ်မဆိုးနိုင်အောင်ပဲဦးဇင်းတို့စူးစမ်းပါတယ်သူတစ်ပါးကိုဦးဇင်းတို့ပြင်လို့မရနိုင်ဘူးတခါကြီးတို့မကြီးတို့ရနိုင်ပါမလားမရဘူးကိုယ့်ရဲ့ပါရမီစွမ်းအားနည်းတယ်ကံဒီဗျံပဒတီထောင်ခဲ့တဲ့ဦးဇင်းတို့ဟာကိုယ့်ရဲ့ပြောစကားကိုသူတို့တွေလက်ခံခြင်းမှာလက်ခံမယ်ကိုယ့်ရဲ့စကားတွေကိုလက်မခံလို့ကိုယ့်ကိုစမ်းကြံလာမယ်ဆိုရင်လည်းစိတ်မပြတ်ရဘူးနော်စိတ်မဆိုးရဘူးနော်ကိုမငြင်းစေရဘူးနော်သူ့ကိုတီးခံနိုင်အောင်ခွင့်လွှတ်နိုင်အောင်ပဲကြိုးစားပါသူ့ကိုပြင်လို့မရရင်ကိုပြင်မယ်ဆိုတဲ့စိတ်ကိုမွေးကြပါသူ့ကိုပြင်လို့မရရင်ကိုအဲ့ဒါအရေးကြီးလားမကြီးဘူးလားလောကကြီးမှာတဦးနဲ့တဦးအယူဆတွေအတွေးခေါ်တွေဝါသနာဒလိစရိုက်တွေတူမှာမဟုတ်ဘူးတခါကြီးတို့မကြီးတို့နော်အဲ့ဒါကိုအတင်းတူခိုင်းလို့ရပါမလားမရဘူးသူတစ်ပါးကိုသွားပြင်လို့မရအောင်အတတ်နိုင်ဆုံးတော့မေတ္တာစေတနာရှေ့ရှုပြီးတော့အကောင်းဆုံးတော့ကြိုးစားပြီးတော့ဦးဇင်းတို့ထိမ့်သိမ်းဆောက်ရှောက်ရမှာပေါ့သို့တော်လေမရတဲ့အခါကျရင်ဝမ်းနေနေဖို့စိတ်ပြတ်နေဖို့မလိုပဲနဲ့ကိုယ့်ရဲ့စိတ်ထားလေးကိုပဲအမြဲတမ်းအေးချမ်းနေအောင်ပြုပြင်ပြီးတော့ကုသိုလ်ပါရမီတိုးအောင်ပဲမကြိုးစားရဘူးလားကြိုးစားရမှာလားအဲ့ဒါဘဝမှာငြိမ်းချမ်းအောင်နေတတ်ခြင်းဟာလေတကယ်ဘဝမှာအရေးကြီးဆုံးပညာရဲ့တစ်ခုဆိုတာတခါကြီးတို့မိုက်တို့မှတ်စေခြင်းနဲ့နော်ဘဝမှာငြိမ်းချမ်းနေတတ်ခြင်းဟာအရေးကြီးဆုံးပညာရဲ့လို့မှတ်ပါဘဝမှာငြိမ်းချမ်းနေတတ်ခြင်းဟာအရေးကြီးဆုံးပညာရဲ့တစ်ခုလို့မှတ်ပေးပါနော်ဟုတ်ပြီတက္ကိစ္စံဒါနံဒေတိအကြောင်းကိုဒီလောက်ဆိုသဘောပေါက်ပြီမဟုတ်လားဗျာဆက်လက်ပြီးတော့သူတော်ကောင်းကြီးတွေဝိတာခါလို့အနာတပိန်တို့စိတ်တသူကျဲတို့မာတိကမာတာလို့သူတော်စင်တွေဟာကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဘယ်လိုစိတ်မျိုးနဲ့လုပ်တယ်နောက်တစ်ချက်ကာလီနဒါနံဒေတိတဲ့နော်ကာလအားလျော်စွာအလှကိုပေးလူတတ်တယ်တဲ့ကာလအားလျော်စွာအလှကိုပေးလူတယ်ဒီနေ့ဝိနည်းတက္ကိစ္စပွဲကိုကြောင်းရောက်လာကြတဲ့တန်ဃာတော်ရှင်သူမြတ်တွေတခါကြီးတို့မိုက်တို့အခုစွန်းနေမကပ်ဘူးလားဖြော်ရည်တွေမကပ်ဘူးလားအုံရည်တွေမကပ်ဘူးလားပစ္စည်းလေးဖြာတွေမလှူဒန်းကြဘူးလားကြည်စံဒါကာလဒါနလို့ပြောလို့ရလားမရဘူးလားအခုစွန်တုံးခေါတော့မယ်10နာရီဟုတ်လားတခါဒီမိုက်လို့ရအခု10နာရီထိုးတော့မဟုတ်လားရက်ရတော့မလားမရက်သေးဘူးနော်မပြီးသေးဘူးပြီးမှရက်မှမတတ်နိုင်ဘူးဆုံးခဲ့တယ်နော်ဟုတ်ပြီကာလီနာဒါနံဒေတိဆိုတော့စဉ်းစားကြည့်တခါမိုက်တို့အခုကကာလဒါနဖြစ်လားမဖြစ်ဘူးလားတိတ်ဝမ်းသာဖို့ကောင်းတယ်တန်ဃာတော်တွေအခုလိုစုံဖို့ကြုံဖို့ဆိုတာလွယ်ပါမလားမလွယ်ဘူးနော်မိမိတို့ကာလဒါနအလှကြီးသူတော်ကောင်းကြီးတွေလုပ်ခဲ့တာအဲ့လိုကာလဒါနအလှကိုလုပ်ခွင့်ရခဲ့တယ်ဖြော်ရည်ချိန်မှာဖြော်ရည်ကဲ့လို့ညနေချမ်းလေးမှာစွန်းချိန်မှာစွန်းကဲ့လို့ဒါကာလဒါနတွေ
ဟိုညနေအချိန်မှာတလွဲတွေတွားကတ်လို့ရပါမလားမရဘူးလေရဟန်းတော်တွေနဲ့မတင့်တော်တာတွေတွားကတ်လို့မရဟုတ်တယ်မလားကာလဒါနအားလျော်စွာခရီးသွားတဲ့တန်ဃာတော်တွေအခုဝင်းနီးဆွေးနွေးပွဲကိုလာကြတယ်သူတော်ကောင်းတွေကဲမိမိတို့ကားလက်မှတ်တွေမလူကြဘူးလားအဲ့ဒါကာလဒါနပဲဘာဒါနပဲလေဒီလိုအလူဒါနတွေကရှေးခေတ်သူတော်စင်တွေလုပ်ခဲ့တယ်ဒါတကိုင်းမိုက်တို့ဝမ်းသာမိအောင်ပြောရတာအဲ့ဒီလိုအကျိုးတွေပေးလာပြီဆိုရင်ယထာတတဒါနတဝိပါကောနိဗ္ဗတတိအဒောဟောတိမဟာဒနောမဟာဘောခောဘဝမှာကျွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့အဲ့လိုကာလဒါနလုပ်ရင်ဘာအကျိုးဆက်တွေရှိတယ်ဆိုတော့နော်မိမိတို့တွေဟာအရွယ်၃ပါးဆိုတော့ရှိပထမအရွယ်မစ္စည်းမအရွယ်ပစ္စည်းမအရွယ်ဆိုပြီးအရွယ်ဘယ်နှပါးရှိလဲအရွယ်၃ပါးမှာတချို့သောပုဂ္ဂိုလ်တွေကဒကာကြီးတို့မကြီးတို့ရဲ့ငငယ်ရွယ်ရွယ်မှာအယံမစင်းရဲဘူးလားစင်းရဲလားစင်းရဲပြီးတော့မစ္စည်းမအရွယ်မှာချမ်းသာတာတွေမရှိဘူးလားတချို့ကပထမအရွယ်နဲ့မစ္စည်းမအရွယ်မှာဆင်းရဲပြီးတတိယအရွယ်မှာချမ်းသာတာလည်းမရှိဘူးလားအဲ့ဒါတခါကြီးမှလို့စဉ်းစားကြည့်လောကအနေနဲ့ကြည့်မယ်ဆိုရင်ချမ်းသာမဲ့တူတူတော့ခလေးဘွားတွေကနေဟိုးနောက်ဆုံးတည်တဲ့ဒီချမ်းသာသွားရင်မကောင်းဘူးလားကောင်းတယ်နောက်ဆုံးအဖိုးကြီးဖွားကြီးပြမှချမ်းသာလာပြီဆိုရင်မိမိရဲ့ဒီကာမဂုဏ်စည်းစိမ်တွေခံစားဆန်စားဖို့ဆိုတာအတုံးကြတာမျိုးမနေဘူးလားနေမလားနေသွားပြီမစားနိုင်တဲ့အချိန်မှာအမေစားရောအမေအဲ့လိုကြွေးရင်အဖိုးကြီးအဖွားကြီးတွေဟာလားစားနိုင်သေးလားမနိုင်တော့ဘူးနော်တကယ်ငငယ်တော့ကဆင်းရဲတယ်လေလူလက်ပိုင်း40ကျော်အရွယ်လဲဆင်းရဲတယ်ဟိုး80ကျော်လောက်မှစားနိုင်တောင်းတောင်ရောက်တော့စားနိုင်သေးလားအဲ့ဒီလိုမျိုးပြောချင်တာကဒီကာလဒါနကိုလုပ်ခဲ့တဲ့ပုံကိုယ်တွေကပထမအရွယ်မှာတွင်အကျိုးပေးသွားတယ်ဘယ်အရွယ်မှာတွင်ပထမဝရီကာလပစုတာနော်ပစုတာဟွန်တိဆိုတာဒီကာမဂုဏ်စည်းစိမ်တွေပြည့်ပြည့်ဝဝခံစားဆန်စားရတယ်တဲ့ပထမအရွယ်မှာတွင်ကာမဂုဏ်စည်းစိမ်ပြည့်ပြည့်ဝဝခံစားရတယ်ပြည့်စုံတယ်ပေါ့ပစ္စည်းတွေနော်ဒီတိုင်းမှာဦးဇင်းတို့ဘုန်းကြီးလောကမှာဆိုကိုရင်လေးတွေငငယ်ရွယ်ရွယ်မှာတချို့သောစာသင်တိုက်တွေမှာဆင်းရဲလိုက်တာစားစရာကိုမရှိဘူးတခါကြီးတို့မကြီးကိုဘွားကိုရက်တည်ရမနှက်အစောကြီးအိယာကထားအာယုံဆုံးတစ်ခါစားရဖို့တပိတ်မဲလေးကိုပိုက်ပြီးတော့ဆုံးခံထွက်ရတာမှောင်ကြီးဝေကိုတဝါကြီးလောင်မဲ့လူလဲရှိချင်မှရှိတာခွေးကားဟောင်းမိုးကားရွာပူဆိုးအဲ့ဒီကလေးလေးတွေဘွားတယ်အဲ့ဒါလေးတွေလောင်လိုက်တဲ့အရာလေးတွေပေါ့လေတချို့စာသင်တိုက်တွေရှိတယ်ရန်ကုန်လို့မန္တလေးလို့ဒီလိုကိုရင်လေးတွေမစင်းရဲဘူးလားစင်းရဲလားစင်းရဲတာဗောသူတို့လေးတွေပညာတွေသင်ရတာတချို့ဆိုဘုံကံတော်တော်နဲတယ်ဆိုရင်တောင်းလျှောက်စာတက်တဲ့အထိကိုဘုံကံတွေနဲလာတာဘုံကံတွေနဲလာတာတချို့ဆရာတော်ကြီးဆိုဟိုတောင်မြို့မဟာကဏ္ဍဆရာတော်ကြီးရဲ့စာအုပ်မှာဆရာတော်နဲ့2ဝါ3ဝါလောက်ကြီးတဲ့ဆရာတော်တစ်ပါးဆိုရင်အဘိဝန္တပြီးစာတက်ပေကျော်ဖြစ်တဲ့အထိနောက်ဆုံးပြောမယ်ဆိုရင်အာဟာရပြက်ပြီးတော့ပြန်တော်မူကရှာတာဘုံကံနဲလို့လားမနဲလို့လားအဲ့ဒါတိတ်ကံတွေအပြော့ခဲ့တယ်ဒါတွေကသတိထားရရဟန်းဆိုပြီးဦးဇင်းတို့ဒါနမလုပ်လို့မရလုပ်ရဦးဇင်းတို့လည်းဒါနတွေစူးစမ်းပြီးလုပ်ရတာပဲမလုပ်လို့မရကုသိုလ်ကောင်းမှုဆိုတာဒါနပါရမီကနေမစားရဘူးလားစားရလားဒါပဲမြတ်စွာဘုရားပါရမီ10ပါးကိုဖြည့်တဲ့အခါမှာဒါနပါရမီကိုရှေ့ဥစွာတွေ့လားမတွေ့ဘူးလားဒါကြောင့်ဦးဇင်းတို့ဘုန်းကြီးတွေလည်းကုသိုလ်ကောင်းမှုကိုလုပ်ရတယ်ဟောအဲ့လိုရှိတယ်ပြောချင်တာကအဲ့လိုကိုရင်လေးတွေဆင်းရဲတယ်တချို့ကိုရင်လေးတွေကြတော့ဆင်းရဲပြီးတော့စာဓာတ်ပေတတ်တွေဖြစ်စာချဘုန်းကြီးတွေဖြစ်နောက်ဆုံးကျောင်းတိုင်ဘုန်းကြီးတွေဖြစ်အဖိုးကြီးတွေဖြစ်မှဘုံကံတွေကြီးလာတယ်အဖိုးကြီးဖြစ်မှဘာဖြစ်လာလဲဘုံကံကြီးလာအဲ့ဒီအချိန်မှာတခါတော့မတွေဝိုင်းနေတယ်ဟုတ်တယ်မလားဆရာတော်စားလေဒါကောင်းတယ်နော်ဆရာတော်ဒါအိမ်ကတပြေတော်မကိုတိုင်လေးမနဲ့4နာရီထပြီးချက်ထားတာဖုံးပင်းတော့မစားနိုင်တော့ဘူးတဲ့စားနိုင်သေးလားတခါဒီမကြီးတွေငငယ်ရွယ်ကိုရင်ငယ်ဦးစင်းငယ်ဘဝကောင်းကောင်းစားနိုင်တဲ့အချိန်တော့အဲ့ဒီတခါတော်မတွေရှိလားမရှိဘူးငငက်ပြက်ပြက်စားခဲ့ရတာမှန်လားဦးစင်းပြောတာအဲ့ဒါလေကုကံပဲသူများလက်ညှိုးမထိုးနဲ့ဟုတ်တယ်မလားပြောချင်တာကာလဒါနလုပ်တဲ့ပုဂ္ဂိုလ်တွေကငယ်ရွယ်စဉ်ဘဝတွေကနဲ့အစဉ်ပြေပစ္စည်းဥစ္စာတွေပြည့်စုံတယ်လို့ဆိုလိုခြင်းဖြစ်တယ်သဘောပေါက်လားဗျာအဲ့လိုရှိတယ်ကြီးမှအဲ့ဒီစားနိုင်တောက်နိုင်ဖြစ်လာပြီဆိုရင်တကယ်စားနိုင်သေးလားမစားနိုင်တော့ဘူးအဲ့ဒါမျိုးပြောချင်တာကဒီကာလဒါနဟာလေအဲ့လိုအကျိုးရှိတဲ့အကြောင်းကိုဗုဒ္ဓမြတ်စွာဟောတော်မူတယ်သဘောပေါက်လားအဲ့လိုရှိတယ်ဒါကတော့သူတော်ကောင်းတွေလှူတဲ့အလှူလေးတွေပေါ့တခါကြီးတို့မကြီးတို့ရဲ့နောက်တစ်ချက်ကဘာလဲဆိုတော့ဦးဇင်းတို့အနုဂိတစိတ်တော်ဒါနံဒေတိတဲ့အခုလိုကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါမှာတခါတော်မကြီးညှိကပ်တွေ့တာမှုမရှိရဘာမရှိရဘူးတဲ့ငါလှူလိုက်တယ်ကွာဝင်းဒီဆွေးနွေးပွဲကြီးလှူလိုက်တယ်ကွာနှမျောလိုက်တာကွာကုံသွားပါပြီဗျာဆိုရင်ကောင်းပါမလားဒါကြောင့်တခါကြီးမဒါနမလုပ်ခင်ကြိုတင်တွေးရပါတယ်ကြွားဝါဖို့မလှူရအောင်သူများအထင်ကြီးဖို့မလှူရအောင်တကယ်ငါတို့လှူလိုက်တဲ့ဒါနဟာသာသနာတော်မြတ်ကြီးအတွက်တကယ်ကိုတန်ဖိုးရှိတဲ့ဒါနမျိုးဖြစ်ရမယ်
တို့အတွက်မဝေယမနာယမတေယနိဗ္ဗာန်ရောက်ကြောင်းဖြစ်စေရမယ်ဆိုတဲ့စစ်မှန်တဲ့ရည်ရွယ်ချက်တော်ဖြစ်ဒါနပါရမီကိုဖြည့်ရမလားမဖြည့်ရဘူးလားတိတ်အရေးကြီးတယ်နော်တကယ်ဒီမိုက်အဲ့လိုဖြစ်တယ်ဆိုရင်ဒီမိုက်တို့တွေးမိတိုင်းပီတိဖြစ်ရတွေးမိတိုင်းအနုခိတစိတ်ကအဲ့လိုညှိကပ်မှုမရှိဘူးမိမိရဲ့ဥစ္စာတွေမလူမီလဲဝမ်းမြောက်တယ်ပုပ္ပစေတနာပဲလူစဲမှာလဲမုံစစေတနာတိတ်ပီတိဖြစ်တဲ့တန်ဃာတော်တွေကိုနော်ဒါနတွေလုပ်နေရတိတ်ပျော်နေတာလူကြီးနောက်မှာလဲတွေးမိတိုင်းပီတိဖြစ်တယ်တွေးမိတိုင်းအဲ့ဒါမျိုးကိုစာဂာနုတ္တိဘာဝနာတိတက်လို့ရတယ်စာဂာနုတ္တိဘာဝနာတိတက်ရတယ်ဒါနလုပ်တယ်ဆိုတာဘာဝနာစိုက်အောင်လုပ်တတ်ရတယ်ဒါနလုပ်တာဘာစိုက်အောင်လုပ်တတ်ရလဲဂုံပကသနာတွေမှတ်ပြီးတော့လုပ်တဲ့ဒါနမျိုးဟာစာဂာနုတ္တိဘာဝနာစိုက်ပါမလားလုပ်တဲ့ရနဲ့လောဘဇောတွေလုပ်နေတာဘာတွေနဲ့လုပ်နေတယ်လောဘဇောတွေနဲ့ဆိုတော့ပါရမီမြောက်ပါမလားဟိနဒါနလို့ခေါ်ဘာဒါနအညံ့စာဒါနကြီးဖြစ်သွားမယ်ဒါကြောင့်တို့တရားတော်မကြီးအလှဒါနလုပ်တာမျက်နှာလိုမျက်နှာရမလုပ်ကြရဘူးနော်စစ်မှန်တဲ့သာသနာတော်ကိုချီးမြှောက်အားပေးမယ်ဆိုတဲ့စိတ်ဓာတ်ကိုယ့်အတွက်နိဗ္ဗာန်ရောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်အဲ့ဒီနှစ်ချက်ပါရမလားမပါရဘူးလားဒါကြောင့်ပဏိတဆိုတဲ့ဒါနမှာအစင့်မြင့်တဲ့လောကုတ္တရာလောကမှာထွတ်မြောက်ကြောင်းတကယ်နိဗ္ဗာန်ကိုရည်ရွယ်တောင်းတပြီးတော့သာသနာရည်ရှိတည်တံ့ဖို့ရည်ရွယ်ပြီးလှူတဲ့ဒါနမျိုးဟာအကြီးမြတ်ဆုံးအမွန်မြတ်ဆုံးသောပဏိတဒါနဖြစ်တယ်ဆိုတဲ့အကြောင်းလဲမမှတ်သားသင့်ပေဘူးလားအဲ့ဒီလိုအနုကိတစိတ်မှာတခါကြီးတို့မိုက်အဲ့ဒီလိုညှိကပ်တွေ့တာမှုမရှိဘဲနဲ့တကယ်ကိုအလှခံပုဂ္ဂိုလ်တွေကိုစိတ်နှပြချမ်းမြေ့ပြီးသာသနာလို့အားထုတ်နိုင်ပါစေတို့အတွက်နိဗ္ဗာန်ရောက်ကြောင်းဖြစ်ပါစေဒီလိုစိတ်ဓာတ်မျိုးပြလှူဒန်းခဲ့တဲ့ပါရမီရှင်သူတော်ကောင်းတွေဟာယထယထတတဒါနတဝိပါကောနိဗ္ဗတတိအတ္တောဟောတိမဟာဒနောမဟာဘောဂောစသည်ဖြင့်ဗုဒ္ဓဟောတော်မူတယ်ဘဝဖြစ်ရဘဝတွေမှာအယံကိုချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါတွေမကဘူးတဲ့ညှိကပ်တွေ့တာမှုမရှိခဲ့တဲ့အတွက်မိမိတို့ရဲ့ဖြစ်ပေါ်လာတဲ့ပစ္စည်းတက်ရှိတတ်မဲ့ပစ္စည်းတွေအပေါ်မှာသုံးဆောင်လိုတဲ့စိတ်ရှိတယ်တဲ့ဘာလိုတဲ့စိတ်ရှိတယ်တဲ့တချို့လူဆိုရင်အကောင်းစားဆိုမစားချင်ဘူးတဲ့အကောင်းစားဆိုမဝတ်ချင်ဘူးတဲ့အဲ့လိုလူတွေမရှိဘူးလားရှိလားတကယ်တော့အဲ့လိုမျိုးစိတ်ရှိတာမကောင်းဘူးနော်အကောင်းစားကိုမသုံးချင်ဘူးအကောင်းစားကိုမစားချင်ဘူးအကောင်းစားကိုမတောက်ချင်ဘူးဆိုတဲ့စိတ်ကအဲ့ဒါကြီးမြတ်တဲ့စိတ်မဟုတ်ဘူးတခါကြီးတို့မှတ်တာနော်တချို့လူတွေကဲ့ရဲ့တတ်တယ်အဝတ်အစားကောင်းကောင်းကိုသဘောကျတဲ့ပုံကိုယ်တွေကဲ့ရဲ့တတ်တယ်ပစ္စည်းကောင်းကောင်းသုံးတဲ့ပုံကိုယ်တွေကိုကဲ့ရဲ့တတ်တယ်မကဲ့ရဲ့ရဘူးနော်သူ့ရဲ့ဘုံခံချောင်းလို့မှတ်ဘာကြောင့်လဲသူဟာပါရမီဖြည့်စင်မှာအနုခယိတစိတ်တရှိတတ်မဲ့ကာမဝတ္ထုတွေတွေ့တာမှုမရှိဘဲနဲ့တကယ်ကိုလူကံပုံကိုယ်တွေစိတ်ချမ်းမြေ့ပြီးတော့တကယ်ကိုသုံးဆောင်နိုင်မှုအတွက်ရည်ရွယ်ပြီးလှူဒန်းခဲ့တဲ့အတွက်ဖြစ်လျာဘဝမှာသူဟာဒီတရှိတတ်မဲ့ပစ္စည်းတွေအပေါ်မှာသုံးဆောင်လို့တဲ့စိတ်ပဲရှိတယ်နော်မျက်နှုံပစ္စည်းတွေပေါ်မှာသုံးဆောင်တယ်သူကပတ်စံချမ်းသာတော့သူသုံးဆောင်တာအပြစ်ရှိလားရှိဘူးသူတစ်ပါးကိုခိုးပြီးတော့သူတစ်ပါးပစ္စည်းတွေမတရားယူပြီးတော့သူတစ်ပါးပစ္စည်းတွေမတရားချင်းချောက်ပြီးယူထားတာမျိုးကြတော့အပြစ်ရှိတာပေါ့ကိုမကိုတမန်အာဇီဝနဲ့စူးစမ်းအားထုတ်လို့ပတ်စံတွေသုံးလို့မကုန်ဖြုံးလို့မကုန်တဲ့အချိန်မှာပဲကိုယ့်ရဲ့ပစ္စည်းကိုစိတ်တိုင်းကြတရားနဲ့အညီသုံးဆွဲနေတာအပြစ်ရှိတာလားမရှိဘူးကိုကကောင်းကောင်းအဝတ်စားဝတ်ခြင်းလို့ကိုမကိုသုံးတယ်ကောင်းကောင်းကျမ်းမာရေးနဲ့ညီတဲ့အာဟာရဖြစ်တဲ့ဆောလမုန်ငါတို့လိုစားတယ်အပြစ်ရှိလားမရှိဘူးလုံးဝမရှိဘူးဒါသူ့ရဲ့ဘုံကံစိတ်ကြောင့်သူကအကောင်းစားဟင်းတွေကိုစားခြင်းစိတ်ရှိတယ်အကောင်းစားမုတ်တွေကိုစားတယ်ကျမ်းမာရေးနဲ့တော့ညီရမှာပေါ့ဘာနဲ့တော့ညီရမလဲကျမ်းမာရေးနဲ့မညီရင်တော့ပညာမရှိဘူးတဏှာကိုတတ်အလိုလိုက်တာရောက်တယ်ကျမ်းမာရေးနဲ့ရှုထောက်ကကြည့်ပြီးအဝတ်အစားတွေကိုအကောင်းဆုံးဝတ်နိုင်တယ်ကျမ်းမာရေးနဲ့ကြည့်ပြီးတော့အကောင်းဆုံးအစာအာဟာရကိုဖုံးပေးသုံးဆောင်နိုင်တယ်ဒကာကြီးတို့မကြီးတို့စားတော့နိုင်တယ်အပြစ်ရှိလားမရှိဘူးဒါပညာနဲ့သုံးဆောင်တာဒါတွေသုံးဆောင်ပြီးတို့တွေကိုယ့်ရဲ့စီးပွားရေးကိုစူးစမ်းမယ်နိဗ္ဗာန်ရောက်ကြောင်းပါရမီတွေဖြည့်ဖို့တန်ခါဝိယဝိစာတွေလုပ်မယ်ဆိုရင်ဒါကောင်းလားမကောင်းဘူးလားကောင်းတယ်ပြောချင်တာကအဲ့ဒီလိုအနုဂယိတစိတ်ညှိကပ်တွေ့တာမှုမရှိပဲတဲ့ဒါနလုပ်ခဲ့တဲ့ပုံကိုယ်တွေကအဲ့ဒီလိုဘဝတွေမှာချမ်းသာပြီးတော့ပစ္စည်းဥစ္စာတွေကိုမျက်နှုံသုံးဆောင်တဲ့စိတ်တွေဖြစ်နေတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ဖြစ်ဒကာကြီးတို့မရောတထေးကြီးဥနာအောင်ကြားဘူးလားဦးဇင်းတို့ကလေးဘွားတုန်းကအစာမှာပါခဲ့တယ်အခုတော့မရှိတော့အေးဟိုဦးဇင်းတို့ကရင်ပြည်နယ်မှာရှိတာပါနော်မော်လမြိုင်ဖအံလမ်းချောင်းလေးမှာဥနာအောင်ရွာဆိုတာရှိတယ်ဟုတ်ပြီလားဒီတကာကြီးဆိုမချမ်းသာဘူးလားချမ်းသာလားအေးဦးဇင်းတို့အင်္ဂလိပ်ကုမ္ပဏီနဲ့အပြိုင်သင်္ဘောကြီးတွေအခမဲ့ပြေးဆွဲခဲ့တယ်မဟုတ်ဘူးလားဗျာသူ့ဆိုရင်အင်ကြီးတော့မဝတ်ဘူးလို့ဦးဇင်းတို့ကြားရတယ်ဘာတော့မဝတ်ဘူးတဲ့အဲ့ဒါကြတော့မကောင်းဘူးကောင်းလားမကောင်းဘူးသူ့မှာအင်ကြီးကောင်းကောင်းဝတ်လို့တဲ့စိတ်မရှိဘူးသူများတော့လှူတယ်လှူတာတော့မကောင်းလားကောင်းလားဒါသူ့ရဲ့
ဒီပစ္စုပန်မှာအကြောင်းတရားကောင်းတော့ဒါအတိတ်ကံက तू ကဒီပစ္စည်းတွေပေါ်မှာတုံးဆောင်လို့တဲ့စိတ်မရှိဘူးတဲ့အဲ့ဒါကြတော့အတိတ်ကံအားပြောလို့မှတ်ပါအားပြောခဲ့လဲအားပြောခဲ့တယ်နော်ပစ္စုပန်ကတော့တကယ်စိတ်ထားကောင်းဖို့နဲ့သူတော်ကောင်းကြီးပေါ့ဦးစင်ပြောတာခွဲပြီးနားလဲလားအဲ့လိုနားလဲရဒါအနုဂိတစိတ်တော်ဒါနန္ဒိတိဆိုတဲ့အချက်ချုပ်ရင်ခဲ့တယ်ဒီလိုဆိုရင်တကယ်လို့မကြီးတို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတွေ့တာမှုရှိရမလားမရှိရဘူးလားမရှိဘူးမလူခင်းစဉ်းစားပါဟုတ်ပြီနော်မလူမီစဉ်းစားပါဂုံတွေလက်တွေပကာသနာတွေသူများအထင်ကြီးခံလို့လူတာမျိုးတွေမလုံးနဲ့ဟုတ်ပြီနော်အေးယနေ့ခေတ်ကအဲ့ဒါတွေတချို့တွေမှာမများဘူးလားများလားများတယ်အကျိုးမရှိတဲ့ဌာနတွေအပြိုင်အဆိုင်လုပ်တဲ့ဌာနတွေသူများအထင်ကြီးခံတဲ့ဌာနတွေအဲ့ဒါမျိုးမလုပ်ပါနဲ့တကယ်ကိုအကျိုးရှိကစဉ်းစားပါနော်တကယ်သာသနာတော်အတွက်အကျိုးရှိမိမိအတွက်တကယ်ကိုပီတိပါမောင်းစွာဖြစ်တယ်ဆိုရင်တော့မိမိတို့စိတ်တိုင်းချလူနိုင်ပါတယ်ဟုတ်ပြီနော်လူပြီးနောက်မှာတော့ကုံပြီးဆိုပြီးတော့ဟာလာကုတ်ကုတ်စားတွေတန်တရားတွေနောင်တတွေဖြစ်ရင်တော့ရှုံးလားမရှုံးဘူးလားရှုံးတယ်ဒါလူပြီးတဲ့နောက်မှာစာဂာနုတ္တိဘာဝနာဖြစ်အောင်မိမိတို့တွေလှူတတ်ဖို့မလိုဘူးလားလို့လားတွေးမိတိုင်းပီတိတွေဖြစ်နေကိုယ့်ရဲ့ဒါနအကြောင်းတွေးတိုင်းပီတိတွေဖြစ်နေတာအဲ့ဒါစာဂာနုတ္တိဘာနုတ္တိလဲအဲ့ဒါဘာဝနာအဆင့်ပဲအဲ့ဒါတမာတိကိုဖြစ်ပြီးတော့ယုတ်ဓမ္မနန္ဒမတွေယုတ်ပရမနံပရမတ်တွေရှုမြင်သုံးသပ်ပြီးနောက်ဆုံးမှာအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တွင်ကြီးဝိပဿနာရှုနိုင်ရင်ဒီဘဝနဲ့တော့သောတာပန်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဟုတ်ပြီနော်ကဲထားလိုက်နောက်ဆုံးတစ်ချက်ပြောမယ်အတ္တနိစ္စပရင်စအနုပါဟိစဒါနန္ဒေတိတဲ့နောက်ဆုံးသူတော်ကောင်းတွေအလှတစ်ချက်ကဘယ်လိုလှခဲ့တယ်ဆိုတော့မိမိကိုယ်ကို၎င်းအလှခံပုဂ္ဂိုလ်သူတစ်ပါးကို၎င်းမထိခိုက်ပဲနဲ့လူပါတယ်မထိခိုက်ပဲနဲ့ဒါကြောင့်တခါကြီးမှဒါနလုပ်တဲ့အခါမှာမိမိရဲ့သီလကိုလည်းမထိခိုက်ရဘူးတဲ့နော်အေးသွားပြီးတော့လိန်စားရောင်းဝယ်ဖောက်ကားဟာလားသူတစ်ပါးအသက်တွေညှင်းဆဲတက်ဖြတ်သူတစ်ပါးကိုအမျိုးမျိုးလိန်လေကောက်ကျစ်ပြီးမှနော်မတရားအနိုင်ကျင့်ပြီးမှရထားတဲ့ပစ္စည်းတွေဖြစ်ဖျားတဲ့အကြောင်းဆောက်တာမျိုးလုပ်ရမှာမလုပ်ရဘူးလားမသင့်တော်ဘူးဒါသူတော်ကောင်းတို့အလူမဟုတ်ဘူးလို့ခေါ်တယ်ဘာလူမဟုတ်ဘူးတဲ့သူတော်ကောင်းတို့အလူမှာမိမိကိုယ်ကိုမထိခိုက်ဘူးဆိုတာအဲ့ဒါပဲမိမိရဲ့သီလဂုဏ်တွေထိခိုက်ပြီးတော့အဲ့လိုဒါနမလုပ်အောင်ကြက်အော်ဒါတွေဝက်အော်ဒါတွေစသည်ဖြင့်မရှိဘူးလားတချို့ကယာတွေမှာဘာမှမရှိလို့တဲ့အလူကံပုဂ္ဂိုလ်ရောက်လာတယ်အိမ်အောက်မှာကြက်ကလေးကမွေးနေတယ်ကြက်ကလေးဘာလုပ်နေလဲကြက်မကြီးမွေးထားတယ်ကြက်ဥလေးတွေမရှိဘူးလားရှိလားအဲ့ဒါကိုဆွန်းလောင်းမယ်ဆိုကြက်ဥကိုသွားပြီးတော့ကြက်မရဲ့ဝန်းပိုင်အောက်ကြက်ဥသွားထုတ်ပြီးတော့ရှဲခဏန်းကြော်လိုက်တယ်ပါဏာတိပါဒကံမထိုက်ဘူးလားအဲ့ဒါမျိုးလူတိုက်တော့ကောင်းပါမလားဒါနထက်ဘယ်ဟာမြတ်ပါသလဲသီလကမြတ်ပါလေရဲ့ဖြစ်ဘာမှမဟုတ်တဲ့ဒါနအတွက်အတ္တတပွဲအရေးကြီးတဲ့သီလကြီးကိုဖျက်ဆီးလိုက်တာဝမ်းနည်းစရာမကောင်းဘူးလားမလှူလို့ဘာမှမဖြစ်ဘူးမလှူလို့သီလမရှိရင်အပယ်ကျသွားမယ်သီလမရှိရင်အဲ့ဒါအရေးကြီးတယ်နော်တကယ်တို့မိုက်တို့ကြီးအဲ့ဒါမျိုးကြတော့မိမိသီလဂုဏ်ကိုမထိခိုက်ဘူးလားထိခိုက်လားတကယ်ဘုန်းကြီးဆိုရင်လည်းဘုန်းကြီးကတိတယ်ဆိုရင်ကိုယ့်ကိုရည်ရွယ်ပြီးလှူတဲ့ကိုယ့်ကိုရည်ရွယ်ပြီးတတ်တဲ့အသားတွေငါးတွေဆိုဘုန်းကြီးတွေစားလို့ရလားမရဘူးဆိုသူတော်ကောင်းတို့ရဲ့သီလဂုဏ်လည်းမထိဘူးလားထိလားအဲ့ဒီလိုသူတော်ကောင်းတို့ရဲ့သီလဂုဏ်ကိုထိခိုက်တယ်မိမိသီလကိုထိခိုက်ပြီးတော့အလှူဒါနမျိုးလုပ်ရမလားမလုပ်ရဘူးလားမလုပ်ရဒီလိုပဲမိမိတို့တွေဝိကာလညနေအချိန်မှာဒကာကြီးတို့မကြီးတို့ကဂျင်းတုပ်တွေလက်ဖက်တုပ်တွေစားသည်တွက်လူမယ်ဆိုရင်ကုသိုလ်တော့ရကောင်းရမယ်နော်ကုသိုလ်တော့ဒါပေမဲ့သူတော်ကောင်းတို့ရဲ့ဝိနည်းသိက္ခာပုဒ်ကနေလဲညစာမစားရဘူးဆိုတာမရှိဘူးလားရှိလားအေးယဟန်တော်ဒီပါစိတ်အဘသိပြီးတော့ကိုရင်တွေဓာန်ထိုက်တယ်သူတော်ကောင်းတို့ရဲ့သီလဂုဏ်ကိုထိခိုက်ပြီးလှူလိုက်တဲ့ဒါနဟာကောင်းသေးလားမကောင်းဘူးအဲ့ဒီလိုပဲသာသနာတော်နဲ့မအပ်ဆက်တဲ့ပစ္စည်းတွေကိုလိုက်လှူတယ်ငါသီလငါကုသိုလ်ရရင်ပြီးတာပါပဲကွာဘုန်းကြီးတွေသူ့သဘောပဲငါလှူတာငါရဲ့တာဝန်ဆိုပြီးတော့ပညာမပါတဲ့ဒါနမျိုးဘုရားတာထုခေါ်မယ်ထင်လားမထင်တဲ့တခါကြီးလူမကြီးတို့ပညာမပါရင်နိဗ္ဗာန်ရောက်ပါမလားအေးတိဟိတ်ဥက္ကတကယ်အစင်းမြင့်တဲ့ကံမဖြစ်ဘူးဗျာယဟန်တော်ဒီသီလကိုထိခိုက်ပြီးတော့သာသနာတော်နဲ့မအပ်ဆက်တဲ့နော်ပစ္စည်းတွေလိုက်လှူနေတယ်နော်တခါကြီးတို့မကြီးပစ္စည်းတွေလိုက်လှူတယ်ယဟန်တော်တွေမအပ်ဆက်တာလှူရမလားမလှူရဘူးလားမလှူရဘူးလေအဲ့လိုအတ္တနိစ္စပရင်စအနုပါဟိစဒါနန္တိတိတဲ့သူတော်ကောင်းအလှူကြတော့မိမိကိုသူတော်ကောင်းတို့ရဲ့သီလကိုမထိခိုက်ပဲလှူတတ်ရမယ်မိမိတို့ကသူတော်ကောင်းတွေရဲ့သီလကိုထိခိုက်အောင်လှူလိုက်တဲ့ဒါနမျိုးဟာတိတ်မကောင်းဘူးတခါကြီးတို့မကြီးတို့ဘလို့မကောင်းလဲဆိုတော့အဲ့လိုမိမိတို့ရဲ့သီလကိုသူတော်ကောင်းတို့ရဲ့ဂုဏ်တွေကိုမထိခိုက်မနစ်နာအောင်လှူခဲ့တဲ့သူတော်ကောင်းအလှူကြတော့ယထတတ္တဒါနတဝိပါကောနိဗ္ဗတတိအကျိုးပေးလာပြီဆိုရင်
အတော်ဟောတိမဟာတနောမဟာဘောကောအယံကိုဥစ္စာပစ္စည်းပေါ်ကျွယ်ဝတယ်နောက်ထပ်ပါလဲနော်ရာဇတော်ဝါစောရတော်ဝါမင်းဆိုမင်းကြီးတွေကြောင့်မိမိဥစ္စာတွေမပြည့်စည်ဘူးတဲ့ဘာတွေကြောင့်မပြည့်စည်ဘူးတဲ့တခိုးဓမြတွေရုံမာတဲ့လူရန်ကားဘေးတွေကြောင့်မိမိဥစ္စာမပြည့်စည်ဘူးတဲ့မကောင်းဘူးလားကောင်းလားတိတ်ကောင်းတယ်ဒကာကြီးတို့မှလိုချင်တဲ့စုတွေမှာမပါဘူးလားအဲ့ဒီမဲ့တချို့သောလူတွေကအဲ့ဒီလိုတောင်းတတော့လဲစုမပြည့်ဘူးဆိုတာအကြောင်းတရားကိုသဘောပေါက်ပြီလားဘာဖြစ်ခဲ့လို့လဲအတ္တနင်္စပရင်စအနုပါဟိစဒါနံဒေတိမဖြစ်ခဲ့လို့ပါဖြစ်ခဲ့လို့လားမဖြစ်ခဲ့လို့လားရိုးရိုးအဖောက်ပြောရင်သူတော်ကောင်းအလှမဟုတ်ခဲ့လို့ပါဘာအလှမဟုတ်ခဲ့လို့သူတော်ကောင်းတွေကိုမအမဆက်ပေးလှူခဲ့တာတွေသူတော်ကောင်းတို့ရဲ့တီလာကုံတမာရီကုံပညာကုံဂုံတိတ်ခါတွေထိခိုက်အောင်လှူဒန်းခဲ့တဲ့ဒါနမျိုးတွေဟာတိတ်ပြီးတော့ကောင်းလားမထိခိုက်အောင်လှူဒန်းတတ်တယ်အခုလိုနေလဲနေ့လေအချိန်မှာ12နာရီမကျော်မီနော်မနက်ပိုင်းအချိန်လေးမှာတန်ဃာတော်နဲ့အဆက်တဲ့ဝီနီတော်နဲ့ညီတဲ့စွန့်အာဟာရတွေလှူဒန်းတယ်မကောင်းဘူးလားမွန်းလွဲအချိန်မှာအဆက်ဆက်ဝီနီတော်နဲ့ညီတဲ့ဖြော်ရည်လေးတွေကျမ်းမာရေးနဲ့ညီတဲ့ဖြော်ရည်လေးတွေလှူဒန်းတယ်မကောင်းဘူးလားကောင်းတယ်ထားသူတော်ကောင်းအလှလို့ခေါ်တယ်တဘောပေါင်ပြီနော်တခါဒီမှာကြီးလို့အဲ့ဒီလိုရာဇတော်ဝါစောရတော်ဝါနော်မင်းဆိုမင်းချင်းတွေနော်လူဆိုတခိုးဓမြနော်အဲ့လိုဘေးအန္တရာယ်တွေကြောင့်မိမိဥစ္စာတွေမပြတ်စည်းဘူးတဲ့ပြီးတော့အဂိတော်ဝါမီးတွေလောင်ပြီးတော့အိမ်တွေမီးလောင်တာတွေမရှိဘူးလားတချို့တွေအဲ့ဒါတွေမီးတွေလောင်ပျက်စီးသွားတယ်ဒါပေမဲ့သူတော်ကောင်းအလှလုပ်ခဲ့တဲ့ပုံကိုယ်တွေကြောင့်အဲ့လိုမီးဘေးမသိမ့်ဘူးမီးဘေးကြောင့်မလောင်မပျက်စီးဘူးပစ္စည်းဥစ္စာတွေဥဒကတော်ဝါတဲ့ရေကြီးတာရေရှမ်းတာနာဂစ်လိုမုန်တိုင်းဘေးတွေကြောင့်ပျက်စီးတာမျိုးရှိလားမကောင်းဘူးလားကောင်းလားနောက်တစ်ချက်ကတော့အပိယိတော့မချစ်မနစ်တတ်တဲ့အမွေခံသားသမီးဆိုးတွေကြောင့်လည်းမပြတ်စည်းဘူးတဲ့မကောင်းဘူးလားကောင်းလားတချို့တွေကမင်းအန်တရယ်ကြောင့်လည်းမပြတ်စည်းဘူးတခိုးဘေးတွေကြောင့်လည်းမပြတ်စည်းဘူးမီးတွေရေတွေကြောင့်လည်းမပြတ်စည်းပဲနဲ့သားသမီးမကောင်းလို့တချို့မိဘတွေစီးပွားပြတ်သွားတာတွေမရှိဘူးလားသားသမီးမိသားစုထဲမှာလောင်ကစားဝါသနာပါတဲ့မိသားစုအယက်သေးစားမူရစေဝါသုံးဆွဲတဲ့သားသမီးတရားရောက်ပါရင်အဲ့ဒီမိဘစိတ်ဆင်းရဲလားမစိတ်ဆင်းရဲရဘူးလားပစ္စည်းဥစ္စာတွေတနေ့နဲ့မကုန်ဘူးလားကုန်သွားလားကြောက်စရာအကောင်းဆုံးကအဲ့ဒီလောင်ကစားနဲ့မူရစေဘာနဲ့လဲအဲ့ဒီလောင်ကစားနဲ့မူရစေဆွဲပြီးဆိုတေးပြီးအဲ့ဒီမိသားစုကကြိုက်တဲ့လောက်ချမ်းသာအကုန်ပြောင်းပါပဲဟုတ်ပြီလားတခါကြီးတို့ဒါတတိထားရမယ်မိမိတို့သူတော်ကောင်းအလှလုပ်ခဲ့တဲ့ပုံကိုယ်တွေကအဲ့ဒီလိုမျိုးမတွေ့ကြုံရဘူးဆိုတော့ကောင်းလားမကောင်းဘူးလားဒါကြောင့်တခါကြီးတို့ဒီနေ့ဦးစင်းဒီသူတော်ကောင်းတို့ရဲ့အလှနဲ့ဆက်ပြီးတော့တခါကြီးဒီ၅ချက်ဦးစင်းပြောခဲ့ဘယ်နှချက်လဲဒါကြောင့်ဒီအချက်လက်လေးတွေဟာတတိထားစရာဖြစ်လားမဖြစ်ဘူးလားဒါကြောင့်နံပါတ်1ပြောရင်တတ္ထာယဒါနံတိတိယေဒနာ3တန်ကံရဲ့အကြောင်းကျိုးကိုတက်ဝင်ယုံကြံပြီးတော့ဦးဇင်းတို့ဒါနပါရမီဖြည့်ရလားမဖြည့်ရဘူးလားဖြည့်ရမယ်နံပါတ်2တက္ကစ္စံဒါနံတိတိရိုးသေးသေးလေးစားစားအလှဒါနလုပ်ရမလားမလုပ်ရဘူးလားလုပ်ရမယ်မယုံမသိမလုပ်ရဘူးနံပါတ်3ကာလီနဒါနံတိတိကာလအားလျော်စွာဦးဇင်းတို့လှူဒန်းတတ်ဖို့မလိုဘူးလားလိုတယ်နံပါတ်4အနုဂယိတာစိတ်တော်ဒါနံတိတိကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာညှိကပ်တွေ့တာတဲ့စိတ်မရှိရဘူးနော်တကယ်ကိုစာကနုတ္တိဘာဝနာမြောက်တတိထိုင်အောင်တွေးမိတိုင်းပီတိဖြစ်နေရမယ်ဒါနလုပ်ပြီးဟုတ်ပြီလားဟုတ်ပြီနံပါတ်5ကဘာလဲအတ္တနိသပရံစအနုပါဟိစဒါနံတေတိမိမိရဲ့သီလကုံသူတော်ကောင်းတို့ရဲ့သီလဂုံတွေကိုမထိခိုက်ပဲနဲ့တကယ်ကိုသာသနာတော်အတွက်နိဗ္ဗာန်ကိုရည်ရွယ်တောင်းတပြီးတော့ကိုစီဒါနပါရမီတော်ကြီးတွေပြုလုပ်ကြရင်မကောင်းပြီဘူးလားအဲ့လိုပြုလုပ်နိုင်ပြီဆိုရင်ရှစ်ခေတ်ကဝိသကာနာတပိစိတ်တသူကျမာတိကမာတာတို့ကဲ့သို့သူတော်ကောင်းဒါနကြီးဖြစ်ပြီးတော့မိမိတို့တွေဟာဒီဒါနကိုအကြောင်းပြုရတွေးမိတိုင်းပီတိပါမောစာတွေဖြစ်လို့အဲ့ဒီစာကနုတ္တိမှာတဆင့်တကယ်ကိုယုတ်ဓမ္မနန္ဓမ္မယုတ်ပရမတ်နံပရမတ်တွေကိုကောင်းစွာရှုမြင်သုံးသပ်ပြီးတော့ယုတ်နံတို့ရဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်ကိုတွင်ကြီးဝိပဿနာရှုမြင်ပြီးတော့ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာသောတာပတ္တိမဉ္ဇဉ်ဖုန်ဉာဏ်ကိုဒီဘဝဒီခန္ဓာနဲ့ပင်ဧကံမုတ်ချမျက်မှောက်ပြုနိုင်ပါတယ်တခါကြီးတို့မကြီးတို့နော်အကယ်၍များဝိပဿနာရှုလို့မိမိတို့မဉ္ဇဉ်မကြခဲ့သေးသည်ရှိတော့နတ်ပြည်6ထပ်တဘုံဘိုးနော်စတုမဟာတာဝတိန်သာယာမှာတုတိတာနေမာနာရတိပရနေမိတဝတ္တဝတိနတ်ပြည်6ထပ်ကြိုက်တဲ့ဘုံကိုသွားလို့ရပါတယ်အဲ့ဒီမိမိတို့အလိုရှိတဲ့နတ်ပြည်နတ်နန်းကနေတဆင့်ဆက်လက်ပြီးတော့သူတော်ကောင်းတရားတွေနာယူပြီးလက်တွေ့ကျင့်သုံးလိုက်မယ်ဆိုရင်အဲ့ဒီနတ်ပြည်နတ်နန်းမှာပဲတကယ်ကိုအစင်းမြင့်တဲ့မဉ္ဇဉ်ဖူဉ္ဇဉ်မြတ်နိဗ္ဗာန်ကိုကိုစီရရှိမှာဆိုတဲ့အကြောင်းပြောကြရင်ကုသိုလ်ကောင်းမှုအဆုစုကိုရေဆက်သွန်းချအမျှပေးဝေကြပါကုန်စို့အလုံးလိုက်စို့ဣဒံမေပုံညာအာတဝခယံအာဝဟံဟောတု
ဣဒံမေပုံညံ ဣဒံမေပုံညံ နိဗ္ဗာနတ္တာ နိဗ္ဗာနတ္တာ ပစ္စယော ပစ္စယော ဟောတု ဟောတု မမပုံညဘာကံ မမပုံညဘာကံ တပ္ပတတ္တာနံ သဗ္ဗတတ္တနံ ပါစေမိ ပါစေမိ တေတဗ္ဗေ ဧတဗ္ဗေ မေတမံ မေတမံ ပုံညဘာကံ ပုံညဘာကံ လဘိတဝါ ဝိတဝါ ဒုက္ခိတာ ဒုက္ခိတာ မုဒိတာ မုဒိတာ ဘဝန္တု ဘဝန္တု ဤကုသိုလ်ကောင်းမှု ဤကုသိုလ်ကောင်း အဆုစု အ ၏ စုစုဤ ဖောဘာကကို ဘုဘာကကို ကျေးဇူးကြီးမှာ ကျေးဇူးကြီးမှာ မိဘနှစ်ပါးတို့အား၎င်း မိဘနှစ်ပါးတို့အား၎င်း ဆရာသခင် ဆရာသခင် အရှင်သူမြတ်တို့အား၎င်း ရှင်သူမြတ်တို့အား၎င်း ရှေးရှေးဘဝက ရှေးရှေးဘဝက တော်ဆက်ခဲ့ကြကုန်သော တော်ဆက်ခဲ့ကြကုန်သော မိဟောင်ဖာဟောင်း မိဟောင်းပါဟောင်း ဆွေဟောင်းမျိုးဟောင်း ဆွေဟောင်းမျိုးဟောင်း မိတ်ဆွေအပေါင်းတို့အား၎င်း မိတ်ဆွေအပေါင်းတို့အား၎င်း ကိုယ်ဆောင်နံ ကိုယ်ဆောင်နံ အိမ်ဆောင်နံ အိမ်ဆောင်နံ လမ်းဆောင်နံ လမ်းဆောင်နံ ရက်ကွက်ဆောင်နံ ရက်ကွက်ဆောင်နံ ရွာဆောင်နံ ရွာဆောင်နံ မျိုးဆောင်နံ မျိုးဆောင်နံ တောဆောင်နံ တောဆောင်နံ တောင်ဆောင်နံ တောင်ဆောင်နံ အာကာသစု အာကာကစု ဘုံမစု ဘုံမစု ယုတ်ကစုနံပေါင်းတို့အား၎င်း ယုတ်ကစုနတ်အပေါင်းတို့အား၎င်း နတ်တို့တနှင် နတ်တို့သတိ တရားမင်းကြီးအား၎င်း တရားမင်းကြီးအား၎င်း ငရဲတနှင် ငရဲတနေ ယမမင်းတို့အား၎ ယ င်း မမင်းတို့အား၎င်း သာသနာတော်မြတ်ကြီးအား သာသနာတော်မြတ်ကြီးအား စောင့်ရှောက်လျက်ရှိကြကုန်သော ဆောင်းလျှောက်လျက်ရှိကြကုန်သော စတုလောကပါလာ စတုလောကပါ နမင်းကြီးများအား၎ န င်း မင်းကြီးများအား၎ အ င်း ထူးသဖြင့် အထူးသဖြင့် မဟာဝိဟာရ မဟာဝိဟာရ ကျောင်းတိုက်ကြီးကို ကျောင်းတိုက်ကြီးကို စောင့်ရှောက်လျက်ရှိကြကုန်သော ဆောင်းလျှောက်လျက်ရှိကြကုန်သော နတ်မြတ်နတ်ကောင်း နတ်မြတ်နတ်ကောင်း နတ်မြတ်မအပေါင်းတို့နှင့်တကွာ နတ်မြတ်မအပေါင်းတို့နှင့်တကွာ အာလုံးသော အားလုံးသော ဝိနေယ ဝိနေယ ဒုခိတာ ဒုက္ခိတာ 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 တတ္တဝါပေါင်းတို့အား တတ္တဝါအပေါင်းတို့အား အမြပေးဝေပါ အ ၏ မြပေးဝေပါ အမြပေးဝေပါ အမြ ၏ ပေးဝေပါ ထိုပုဂ္ဂိုလ်တတ္တဝါ ကိုပုဂ္ဂိုလ်တတ္တဝါ အားလုံးတို့သည် အားလုံးတို့ ဘု သည် ရားတပည့်တော်တို့နှင့် ဘုရားတပည့်တော်တို့နှင့် ထတ်တူထတ်မြာ သတ္တုထမြ ကုသိုလ်ကောင်းမှု ကုသိုလ်ကောင်းမှု အဆုစု အ ၏ စုစု အ ၏ ဖို့ဘာကကို အဘောဘာကကို အမြရကြကုန်သည်ဖြစ် အမြ ၍ ရကြကုန်သည်ဖြစ် အ ၍ မြရကြကုန်သည်ဖြစ် အမြ ၍ ရကြကုန်သည်ဖြစ် ကိုယ်စိတ်နှဖျား ၍ကိုယ်စိတ်နှပြ ချမ်းချမ်းမာမာ ချမ်းချမ်းမာမာ ချမ်းချမ်းသာသာ ချမ်းချမ်းသာသာ ရှိကြကုန်သည် ရှိကြကုန်သည် ဣတိမောက်လွမ်း ဣတိပေါလွမ်း ဝမ်းမြောက်သောစိတ် ဝမ်းမြောက်သောစိတ် ဖြစ်ကြပါစေကုန်သတည်း ဖြစ်ကြပါစေကုန်သတည်း ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုတဗ္ဗေတုံမေဒုက္ခိတာဟောထဒုက္ခပိမောစထအလုံးသောသူတော်ကောင်းတွေကိုယ်စိတ်နှဖျားချမ်းမြေ့သာယာကြပါစေခန္ဓာဝဒုက္ခကြီးမှလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေရှေးရှေးဗုဒ္ဓဘုရားရှင်လက်ထက်တော်တုန်းကဝိတာခအနာတပိန်စိတ်တသူကျဲမာတိကမာတာတို့ကဲ့သို့လဲဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကိုဗုဒ္ဓအလိုတော်ကြအတိုင်းဓမ္မဝိနည်းတော်နဲ့အညီသာသနာပြုနိုင်ကြပါစေ